လေးလံထိုင်းမိုင်းတဲ့နှလုံးသားတွေနိုးနိုးကြကြရှိဖို့ဘာလုပ်ကြရမလဲကက်သလစ်သာသနာတော်ဤနေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်နိုဝင်ဘာလ29ရက်နေ့အတွက်ပါချက်လာစောတော်ညီကိုမောင်နှမအပေါင်းတို့ယနေ့ကျွန်တော်တို့ရှင်လူကာခရစ်ဝင်အခန်းကြီး21အခန်းငယ်34မှ36အထိမှာကြားရမယ့်ခင်ခရစ်တော်ရဲ့လမ်းညွှန်ချက်တွေကတော့ဘဝအာယုံတွေပြန့်လွင့်မသွားဘဲခရစ်တော်ပြန်လဲကြွလာမဲ့မမျှော်လင့်တဲ့အချိန်တွေကိုရင်ဆိုင်ဖို့ရန်စောင့်မျှော်ဖို့ရန်အတွက်နိုးနိုးကြကြနဲ့ဆုတောင်းခြင်းမှာမွေ့လျော်ဖို့အတွက်ဖိတ်ခေါ်ခံရပါတယ်ကျွန်တော်တို့နှလုံးသားတွေကိုပြင်ဆင်ထားကြရပါမယ်ခင်ခရစ်တော်ကကျွန်တော်ရဲ့နှလုံးသားတွေကိုလောကီအရာသုံးပါးဖြစ်တဲ့တက်မဲ့ဆွဲလန်းမှုတွေကိုလိုက်စားခြင်းအတောက်စားလွန်ကဲခြင်းနဲ့လောကီအရာတွေမှာစိုးရိမ်စိတ်များခြင်းတွေကြောင့်ကျွန်တော်ရဲ့နှလုံးသားတွေလေးလံထိုင်းမှိုင်းပြီးနိုးနိုးကြကြနေနိုင်ဖို့ရန်အတွက်ပျက်စီးသွားမဲ့အခြေအနေတွေကိုသတိပေးနေပါတယ်ကျွန်တော်တို့ဘဝကိုလွန်ကျူးစွာပျော်ပါမှုတွေနဲ့စီးစိမ်ဥစ္စာနောက်တက်မဲ့မှုတွေနဲ့လိုက်ခြင်းဖြင့်ဘဝပုံစံတွေဟာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာထိုင်းမှိုင်းစီပြီးဘုရားသခင်နဲ့မွေ့လျော်မှုပေါ်မှာအာယုံဆိုင်မှုကိုလျော့ပါစေပါတယ်လောကီအရာတွေမှာအလွန်အကျူးစိုးရိမ်ပူပန်ခြင်းတွေကကျွန်တော်တို့ဘဝကိုလေးလံထိုင်းမှိုင်းစေဖို့ဖြစ်စေပါတယ်နေ့စဉ်ဘဝရဲ့ပူပန်မှုတွေဟာလည်းကျွန်တော်တို့ကိုဘုရားသခင်ထံမှအာယုံလွဲသွားစေနိုင်ပါတယ်ကျွန်တော်တို့ရဲ့ပြဿနာတွေအတွက်စိုးရိမ်ပူပန်မှုလိုကဲခြင်းဟာဝိညာဉ်ရေးရာဆိုင်ရာမှာအားနည်းစေပြီးတော့ဘုရားသခင်ကိုအကျွမ်းမဲ့မယုံကြည်နိုင်ဖြစ်စေပါတယ်ဒါတွေကိုကူစားဖို့ရန်အတွက်ပထမအချက်ကတော့နိုးနိုးကြကြနေပြီးဆုတောင်းခြင်းမှာမွေ့လျော်ဖို့လိုပါတယ်ကျမ်းစာထဲမှာပါတဲ့အတိုင်းအဆက်မပြတ်နှိုးကြ၍ဆုတောင်းကြလောတဲ့ဒီညွှန်ကြားချက်ကကျွန်တော်တို့ကိုထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်စေဖို့မဟုတ်ဘဲနဲ့ဝိညာဉ်ရေးရာအသင့်ပြင်ဆင်မှုကိုထိမ့်သိမ်းရန်အတွက်လက်တွေ့ကျသောဗျူဟာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နိုးနိုးကြကြနဲ့နေကြရပါမယ်ဝိညာဉ်ရေးရာအရာတက်ကြစွာသတိရှိနိုင်ဖို့မိမိကိုယ်ကိုသိရှိနားလည်နိုင်တဲ့အခြေအနေဖြစ်ဖို့ဖိတ်ခေါ်နေတာဖြစ်ပါတယ်ဘုရားသခင်အလိုတော်ကိုရှာဖွေဖို့ဘုရားသခင်ရဲ့အလိုတော်ကိုအတိမတ်ပြုဖို့လောကရဲ့ဖျားယောင်းသွေးဆောင်နေတဲ့ဆူညံတန်တွေကြားမှာဘုရားသခင်ရဲ့အတန်တော်ကိုနားဆွင့်တတ်ဖို့ရန်အတွက်ကျွန်တော်တို့နိုးနိုးကြကြနေကြရပါမယ်နှလုံးသားတွေကိုထိုင်ထိုင်မိုင်းမိုင်းနဲ့မနေဘဲနဲ့ကျွန်တော်တို့တွေယုံထွက်ကြရပါမယ်ဆူတောင်းခြင်းပတ်သက်ပြီးတော့လဲဗျူဟာတစ်ခုဖြစ်ပါတယ်ဆူတောင်းခြင်းကနေတဆင့်ကျွန်တော်တို့ဟာဘုရားသခင်ထံမှခွန်အားနဲ့လမ်းညွှန်မှုတွေကိုရရှိမှာဖြစ်ပါတယ်ဆင်းရဲဒုက္ခတွေကိုရှောင်ရှားဖို့အစင်မပြေမှုတွေကိုကျော်လွှားဖို့အတွက်မဟုတ်ဘဲနဲ့ဒီစုံစမ်းနှောက်ယှက်မှုအခက်အခဲတွေကိုခံနိုင်ရရှိဖို့နဲ့ဘုရားသခင်အပေါ်မှာသစ္စာရှိဖို့ခွန်အားကိုဒီဆူတောင်းခြင်းကသာရရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိမိနှလုံးသားကိုဆန်းစစ်ဖို့လိုပါတယ်ကျွန်တော်ရဲ့နှလုံးသားမှာဘယ်အရာတွေကနှလုံးသားကိုလေးလံမှုတွေဖြစ်စေတယ်လဲဆိုတာမေးခွန်းထုတ်ဖို့လိုပါတယ်ပျော်ရွှင်မှုတွေကိုအလွန်အကျူးရှာဖွေလိုခြင်းတွေကလားလောကီအရာတွေကိုလွန်ကဲစွာစိုးရင်ပူပန်မှုတွေကလားလွန်ကဲစွာတက်မဲ့ခြင်းတွေကလားဘယ်အရာတွေကကျွန်တော်တို့ရဲ့နှလုံးသားကိုလေးလံစေတယ်လဲကျွန်တော်တို့ကိုမပျော်မရွှင်နိုင်အောင်လုပ်စေတယ်လဲဆိုတာကိုဆန်းစစ်ရပါမယ်ဒါကြောင့်ဆန်းစစ်ပြီးတဲ့အခါမှာဒုတိယအဆင့်အနေနဲ့ဝိညာဉ်ရေးရာဆိုင်ရာတွေကိုကျွန်တော်တို့ဦးစားပေးရပါမယ်နေ့စဉ်ဆုတောင်းကြဖို့ဘုရားသခင်နှုတ်ကပတ်တော်တွေကိုကြားနာကြဖို့တရားတော်တွေကိုနားထောင်ဖို့ရန်ထောက်ရှုဖို့ရန်အချိန်ပေးကြရပါမယ်ဒီအရာတွေကကျွန်တော်တို့ကိုဒုက္ခအခက်ခဲတွေကြုံလာတဲ့အခါစိတ်ပြက်အားငယ်မှုတွေကြုံလာရတဲ့အခါမှာခံနိုင်ဖို့ရန်အတွက်ဘုရားသခင်ပေးတဲ့ခွန်အားတွေကိုရယူခြင်းဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့မကြောက်မရွံပဲမျှော်လင့်ခြင်းဖြင့်အသက်ရှင်ကြရပါမယ်ဖြစ်လာမဲ့အရာတွေကိုမကြောက်ဖဲမစိုးရိမ်ဘဲနဲ့ဘုရားသခင်ရဲ့ဂရုတော်အတိုင်းကယ်တင်ခြင်းခံရမယ်
ကျွန်တော်၏ဝိညာဉ်ဘုရားသခင်ကရွေးနှုတ်လိုက်မယ်ဆိုတာကိုပဲအာယုံစိုက်ပြီးတော့လောကကြီးမှာလိုင်းကျစ်ငါမျောလင့်ပြီးအသက်ရှင်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကိုစောင့်မျှော်နေတဲ့ကျွန်တော်တို့တွေသခင်ခရစ်တော်မွေးနေ့ပွဲကိုပြင်ဆင်နေတဲ့ကျွန်တော်တို့တွေမိမိရဲ့နှလုံးသားတွေလေးလံထိုင်မှန်ပြီးမပျော်မပါဖြစ်နေတာတွေကိုကုသဖို့ရန်အတွက်ပထမတစ်ချက်နူးနူးကြကြနေပြီးတော့ဆူတောင်းခြင်းမှာမွေ့လျော်ကြရပါမယ်။ဒုတိယတစ်ချက်ကမိမိရဲ့ဝိညာဉ်ရေးရာဆိုင်ရာတွေကိုဦးစားပေးကြရပါမယ်။ဆူတောင်းကြရပါမယ်။ဘုရားသခင်နှုတ်ကပတ်တော်တွေကိုကြားနာပြီးတော့ကျွန်တော်တို့ခွန်အားတွေယူကြရပါမယ်။တတိယတစ်ချက်ကတော့ဒီအရာတွေကိုဒုက္ခတွေကိုမကြောက်ရွံ့ပဲမျှော်လင့်ခြင်းဖြင့်အသက်ရှင်ကြရပါမယ်ဆိုတာတွေကိုထောက်ရှုပြီးတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာကိုပြင်ဆင်သွားကြ